ဘက်ဆဲမှာလေဆိုင်ကယ်ရဲ့ကြက်ရဲ့ပြီးတော့အဲ့လိုမျိုးပစ္စည်းတွေနဲ့အသေးထည့်လာတာပေါ့နော်လူကနည်းနည်းလေးပစ္စည်းတွေများတာပေါ့နော်ဆိုတော့ခေတ်ကနေပြီးတော့ဖတ်ချဲကိုပေါ့နော်ဒီကဘတ်စီလိုက်တယ်ပေါ့နော်ဘယ်လောက်ပြရလဲဆိုတော့တသိန်းနဲ့တောင်းပါတသိန်းတောင်းပေးရတယ်တော့မီနီဗန်လေးလည်းရှိတယ်မီနီဗန်ကတသိန်းခွဲပေါ့နော်ဒီမှာဒီဘတ်ကိုတသိန်းခွဲတာအဲ့လိုဆိုတာလေလောကရီနဲ့စီးချင်တယ်ပေါ့နော်ဒီမှာဘတ်မဟုတ်ချက်တော့လည်းကြားလိုက်တယ်မှာဒီဘတ်ဆဲမှာလေဆိုင်ကယ်ရဲ့ကြက်ရဲ့ပြီးတော့အဲ့လိုမျိုးပစ္စည်းတွေနဲ့အသေးထည့်လာတာပေါ့နော်လူကနည်းနည်းလေးပစ္စည်းတွေများတာပေါ့နော်ကျွန်မလည်းမသိဘူးနံပါတ်ဖြတ်ပြီးပေါ်တက်တော့မှအဲ့လိုဆိုတာတွေ့တာပေါ့နော်ဒီလာဝင်မလေးစီကနေပြီးတည့်တည့်အောင်ကစားလိုက်သေးတယ်တည့်တည့်လည်းအရင်ချင်တယ်တော့တုံနေနာလေဒီမှာပြမယ်ဘူးပြမယ်အကောင်ပါလေလေကျုပ်ဝေလေအိတ်ကျုပ်နောက်ကသူကစီးကြည့်တာဒီပါပုံမှန်လေးဟိုမှာဆိုရင်ဟိုဒီ long problem မှာကျုပ်ပြုတ်တစ်လုံး4000ငါမသိဘူး4000လား5000ငါမသိဘူးပေါ့နော်အခုဒီမှာသူကလေနှလုံးကျုပ်ပြုတ်တစ်လုံးနဲ့ဘဲဥပြုတ်တစ်လုံးဝယ်လိုက်တာ18000တောင်ပေးရပါပေါ့နော်စိတ်ထဲမှာဈေးကြီးလိုက်တာလို့စိတ်ထဲမှာထင်တာဘယ်ဟုတ်လဲတဲ့အကောင်ပါတဲ့ခါဖြစ်နေတာဟုတ်အဲ့နဲ့ကျွန်မမစားတော့ဘူးပေါ့နော်ဒါကကြတော့ဝက်ခောက်ကလေဝက်ခောက်တစ်ထုပ်ကို1000လောင်းငွေ1000ပေါ့နော်ဝက်ခောက်တစ်ထုပ်ကိုဝက်ခောက်လေးကတော့ကောင်းမဲ့ပုံလေးတော့ချက်ပြတော့အမီးတန်တော့ရက်မှာမဟုတ်ဒီမှာဒီလောက်ဆိုရှင်ဒီ
ပို့ကြတယ်9နိုင်6နိုင်လောက်ကြာတယ်လို့ကျွန်မထင်တယ်ပေါ့နော်ကားကိတ်ကိုမရသေးဘူးဒါအခုမြို့ဝင်မရှိသေးရပါတော့အခုပတ်စဲမြို့တယ်ပေါ့နော်မြို့ထဲကိုသွားနေတာပေါ့နော်